ကဘာဦးအခန်းကြီး3အငယ်15တင်နဲ့မိမ့်မကို၎င်းတင်ဤအမျိုးအနွယ်နဲ့မိမ့်မဤအမျိုးအနွယ်ကို၎င်းငါသည်ရန်မျိုးဖွဲ့စေမည်သူသည်တင်ဤခေါင်းကိုကြိတ်လိမ့်မည်တင်သည်သူဤဖနှောက်ကိုကြိတ်လိမ့်မည်ဟုတ်မိန်တော်မူ၏ဖန်ဆင်းရှင်ထာဝရဘုရားကိုမကူးကွယ်သောသူတို့သည်စာတန်ကိုကူးကွယ်ကြမည်တို့မဟုတ်စာတန်ဤလွမ်းမိုးမှုကိုခံရကြမည်ဝိညာဉ်ရေးနေပေသည်ပြိုင်ဆိုင်တိုက်လိုက်မှုရှိသောနေပေဖြစ်သည်လူသားတို့သည်ဖျား၏ဝိညာဉ်တော်နှင့်ဖြစ်စေစာတန်၏ဝိညာဉ်ဆိုးနှင့်ဖြစ်စေတခုမဟုတ်တခုနှင့်သက်ဆိုင်နေပါသည်ထို့ကြောင့်စာတန်သည်သက်ဆိုင်သောလူတဦးတယောက်စီတိုင်းကိုမာန၏ဝိညာဉ်ရေးနေပေကိုနှက်ဆိုင်စွာတွေ့ကြုံခံစား၍ထိုနေရာသည်မွေဒါမှမဟုတ်နဂါးသည်ဟုသောရုပ်တုစင်းတုတွေ့မြင်နိုင်သောရုပ်တံများကိုလိစားဖန်ဆင်းခံခြင်းထားရသည်အဘဲကြောင့်ဆိုတော့၎င်းသည်စာတန်၏ရုပ်တံပင်ဖြစ်ပါသည်လူတို့တည်ထွန်သောကပ္ပပါတာတရားအလုံးသည်မွေနဂါးကိုကူးကွယ်ကြသည်စာတန်သည်မိမိပုံတံကိုအမျိုးမျိုးပြောင်းလဲ၍လူသားများစီတို့ထွက်ပေါ်လက်ရှိသည်တခါတရံကေတင်ရှင်၏ပုံစံတခါတရံဂယုဏကြီးသောဖယားမဓမ္မမဟုတ်ပြစ်ဒဏ်စီရင်သောဖယားမအစသည်ဖြင့်ထွက်ပေါ်လာသည်စာတန်သည်လူသားသမိုင်းကြောင်းထဲသို့ဝင်ရောက်လာခဲ့ပြီးလူများစွာကိုတူနောက်လိုက်စေရန်ဉာဏ်နဲ့များစွာဖြင့်လေစားခဲ့ပါသည်ကေတင်ချင်းမရသေးသောဖယားသားသမီးအဖြစ်တတ်မှတ်ခံရသောလူများနှင့်စာတန်သားသမီးအဖြစ်တတ်မှတ်ခံရသောသူများအားလုံးကိုတူနောက်လိုက်ဖြစ်စေဖို့ရန်ဖြစ်ပါတယ်လောကီဘာသာတရားများ၏တွင်တင်မှုသည်လူချင်းဝတ်နှင့်ပတ်သက်၍ကြီးမားသောပြဿနာမရှိပါသူတော်လည်းသူတို့သည်လူများအားဖန်ဆင်းရှင်ဖျားဖြစ်သောတမန်တရား၏အရှင်ဖြစ်သောတပါးတည်သောကေတင်ရှင်ယေရှုခရစ်တော်အားယုံကြည်ကိုးကွယ်ရန်ဟန်တာကြမည်စမြင်းဖြစ်ပါတယ်စာတန်တဲ့လိမ္မာပါးနှင့်ဆင်းလဲသူဖြစ်ပြီးသူတွေလူတို့ကိုလေ့ဖြားသောအခါမန်တယောင်ရှိသောအရာများဖြင့်လေ့ဖြားခဲ့သည်မြင်ရတဲ့ပစ္စည်းဥစ္စာနှင့်လူတွေကိုလေ့စားခဲ့ပါတယ်တဏ္ဍာရီများကိုအမှန်တရားရောင်ဖြင့်တွင်တင်ပေးသည်သူတို့စစ်မှန်သောတမန်တရားကိုမူခြံလက်ထားစေသည်ယေရှု၏ကိုးစားပြုအသေးခံခြင်းနှင့်၎င်းအသက်၏အသေးခံခြင်းဖြစ်သည်ကိုလူတို့အားဖုံးကွယ်ပေးထားသည်ထို့ကြောင့်လူတို့သည်တမန်တရားကိုမမြင်ဘဲထာဝရပျက်စီးခြင်းကိုလည်းမျက်ကွယ်ပြုလက်ရှိပါသည်ယနေ့ခေတ်လူများဒီလေထိုဥတီချက်တို့သာခရီးနေတော့သည်ခေတ္တအချိန်ခါတွင်မိမိအချိန်အခါကုံဆုံးလို့နီးပါဖြစ်သည်ကိုသဘောပေါက်သဖြင့်လူတို့ကိုတတ်နိုင်သည်မြလမ်းလွဲစေရန်အားထုတ်လက်ကျူးစားနေပါတယ်အတိအကျကိုဆူရသောစာတန်တွေလောကသိပ္ပံပညာများနဲ့လူသားတွေရဲ့အဓိကဗဟုပြုချက်မျက်စိနဲ့မြင်ရတဲ့အရာများနဲ့လက်ကွက်ထားပါသည်ဗဟုပြုဝါဒကိုလက်ခံရရှိထားကြသောကြောင့်ယနေ့ခေတ်လူများသည်ပြစ်မှတ်ထားနေကြတယ်သူဒီဘာသာတရား၏နေပေထက်ကျော်လွန်၍လူသားတို့၏ဘဝအခန်းကဏ္ဍတိုင်းဖြစ်စေယဉ်ကျေးမှုလူမှုအဖွဲ့အစည်းစီးပွားရေးနိုင်ငံရေးအမှုပညာသိပ္ပံပညာစသည့်နေပေတိုင်းသို့ထူးဖောက်ဝင်ရောက်နေရာယူလာပါသည်အကျိုးရလဒ်အနေဖြင့်စာတန်တဲ့အဆိုပါနေပေတိုင်းတွင်လူတို့၏ကူးကွယ်မှုကိုခံယူနေတော့သည်အဘဲကြောင့်ဆိုသောပရောဖက်ပြုချက်ပြည့်စုံခြင်းဖြစ်ပေသည်ဤကဘာလောကကြီးသည်ထိုအတိုင်းဖြစ်ပျက်နေပါသည်ကဘာအိုအခန်းကြီး3အငယ်15တင်နှင့်မိမ့်မကို၎င်းတင်၏အမျိုးအနွယ်နှင့်မိမ့်မ၏အမျိုးအနွယ်ကို၎င်းငါသည်ရန်ညိုး